ane phong up kipsilaga Gloy mo ante pe sora ngringai phantu kresang ante wae teni klang mi pai nangwa pe sora khungai ante TKBC wala ni ko na nangwa pe nagu to jaw na king ten nambang pai jo ya chi chu tu mai lam sku nangwa chi chum jo teni ten ya ten tu khra ngui pyo kham cha te asak khung lu go nangwa chi chu re pe kham cha lu che na lu ka ai mutut na teni tena de ante wala ni sang kan na sora khungai nu wa phum cha ni wa tu man the yong an sa mo mit sin ken jang ya riได้พงนั่นกังอุดเกตเป็นขนมพอสิ่งอย่างมึงก็ทุนเชื่อนะสร้างจามกุมก็พออย่างนี้นะช่องนั้นวัดตาถึงได้พังปับจะกะไว้อาเมน ya tenta ante be asak khungai mungka king janam tu ante sura khungai reven oratang khuna kam ti ante be sokcha takai hallelujah ဒီနေ့ကျေးဇူးတော်ကြောင့်နှုတ်ကပတ်တော်ပြန်လဲဝင်ငါမှာဖြစ်တဲ့အတွက်ဘုရားခင်ကျေးဇူးတော်ချီးမွမ်းတယ်ကျွန်တော်ကိုခွင့်ခါကောင်းပေးတဲ့ဆရာကြီးနဲ့တကွာတင်းတော်မှာရှိတဲ့တင်းလူကြီးတွေတင်းသူတင်းသားတွေအားလုံးကိုလည်းကျေးဇူးတင်ကြောင်းသခင်ယေရှုနာမမှာပြောကြလိုတယ်ကျွန်တော်ထမင်းစားတောက်ပြီးတဲ့အခါမှာဆရာတို့ကစီဝေးအကြီးကျယ်ထိုင်နေကြတဲ့အချိန်မှာကျွန်တော်တို့ကလည်းဒီမှာဂိမ်းလောက်တီးဝိုင်းနဲ့အကြီးကျယ်တောင်းကျမ်းကြတယ်ဆိုတော့ကျွန်တော်လည်းယောဂဟောင်းပြန်ထသွားတယ်ဆိုတော့အခုတရားမဟောခင်တခြင်းဆိုစိတ်ခြင်းစိတ်ပေါ်လာတယ်ဆိုတော့ကျေးဇူးပြုပြီးတော့တီးခံကြပါရတဲ့လူတွေလည်းလိုက်ဆိုပေးစေချင်ပါတယ် Bless the Lord, oh my soul, oh my soul, worship His holy name. Sings like never before, oh my soul, I worship Your holy name. Suns come up. Songs again, whatever we must and whatever lies before. Let me be singing when the evening
like never before. Oh, my soul, I worship your holy name. On that day, when my sweat is paid, and draws near and my time has come, still my soul will sing your praise unending. 10,000 years and then forevermore. Bless the Lord, oh my soul, oh my soul. Worship His holy name. Sings like never before. Oh my soul, I worship your holy name. Lord, I worship your holy name. ခုလိုမျိုးကျွန်တော်ဘုရားခင်ရဲ့ကျေးဇူးတော်ကြောင့်ပိတ်ထားလိုက်ကောင်းတယ်ကျွန်တော်ကိုခွင့်ပေးကြတဲ့အခါမှာကျွန်တော်အနေနဲ့ကျေးဇူးတင်တယ်လို့ပြောတာကလွယ်လွယ်တခြားဘာမှမရှိဘူးပြောမယ်ဆိုရင်တော့ဘာမှမဟုတ်တဲ့လူကိုအင်မတန်ဟုတ်တဲ့လူတွေကလက်ခံကြတယ်နောက်ဘုရားခင်ကိုကျွန်တော်အထူးကျေးဇူးတင်တာကဒီဂျပန်လိုနိုင်ငံမျိုးမှာလာရောက်ခွင့်ရတော့ကျွန်တော်ဒီဂျပန်မြေပေါ်မှာလမ်းလျှောက်ရင်းနဲ့ကျွန်တော်ဘုရားကိုကျေးဇူးတင်တယ်လွန်ခဲ့တဲ့အနှစ်20လောက်တုန်းကကျွန်တော်လာဖို့ကြိုးစားတဲ့ခါမှာအခွင့်မရဘူးနောက်အခုအခြေအနေကတစ်မျိုးပြောင်းပြီးတော့မှပြန်လာတဲ့ခါမှာလဲဖယားကျေးဇူးကြောင့်ဖယားမျက်နာကြောင့်ဖယားရဲ့မေတ္တာကြောင့်ပဲကျွန်တော်ကိုဒီလိုလက်ခံကြတယ်ဆိုတော့ကျွန်တော်လုံးဝနားလဲတယ်ကျွန်တော်ပတ်စံရှိလို့လာလဲတယ်ဆိုရင်ကျွန်တော်ကိုခင်ဗျားတို့ဒီလိုအချိန်ပေးမှာမဟုတ်ဘူး။ဘာလို့အကုန်လုံးကကိုယ်အလုံးနဲ့ကိုယ်ရှုပ်နေကြတာလေ time is money အချိန်နဲ့ပတ်စံကထပ်တူထမ်းမြတ်တမိုးရှိတဲ့အတိုင်းဒီမှာကျွန်တော်လိုလူတယောက်ကလာရင်ဖယားမျက်နှာနဲ့မဟုတ်လို့ရှိရင်ဘယ်သူမှကျွန်တော်ကိုအချိန်ပေးမှာမဟုတ်ဘူးခုဆိုရင်တော့နော်ကျွန်တော်နှုတ်ကပတ်တော်ဝင်ရတာထက်ကျွန်တော်စားရတာကများနေတယ်ရှိနေမြဆိုင်နေလဲကုန်တော့ဖြစ်နေပြီကျေးဇူးတင်တယ်လို့ကျွန်တော်ပြောချင်တယ်နှုတ်ကပတ်တော်မတော်ခင်ထပ်မှပြီးတော့ကျွန်တော်ခုပြောချင်တာကနည်းနည်းလေးလူတွေနဲ့ fresh ပြန်ဖြစ်အောင်ပေါ့နော်အဲ့ဒါဖြစ်ပြလေးတစ်ခုကဘာလဲဆိုရင်ဒီမှာဂျပန်မှာတော့ရှိလားမသိဘူးကျွန်တော်တို့စီမှာတော့ဒီလမ်းမှာဆိုင်းတွေအများကြီးရှိတယ်နော်ဥပမာဆိုရင်ဒီ stop sign ဆိုရင် P နော်အင်္ဂလိပ်စာလုံး P မှာတလို့ cross လုပ်ထားလို့ရှိရင်တော့ဒါ no parking အဲ့မှာကားရလို့မရအောင်တခါတော့အမှုတော်ဆောင်ဆရာကြီးတစ်ပါးကအတင်းတော်တစ်ခုမှာတရားဟောဖို့ဖိတ်လို့သွားတယ်သွားတဲ့အခါမှာ church parking မှာကားတွေပြည့်နေတယ်တူတဲ့နေရာမရှိဘူးဖြစ်နေတယ်ဆိုတော့အဲ့ဒီရက်ွက်ကိုသူကားရပ်ဖို့နေရာရှာတာတပတ်နှစ်ပတ်ပါရင်နဲ့တနေရာမှာကားရပ်စရာနေရာမရှိဘူးနောက်ဆုံးဟိုမှာအချိန်ကလည်းနောက်ကျတော့မယ်ဆိုတော့မထူးတော့ဘူးဆိုပြီးတော့အဲ့ဒီ no parking sign ရဲ့ရှေ့တက်တဲ့မှာသူ့ကားကိုထိုးထားခဲ့ပြီးတော့မှစာရွက်တက်ရွက်နဲ့သူရေးထားခဲ့တယ်အဲ့ဒါကဘာလဲဆိုရင်ဟိုလေဒီ dear sir ပေါ့ကျွန်တော်အချိန်မရှိလို့အရေးကြီးတဲ့ဖျားဝတ်ပြုစုရလဲတိတ်မီးပြီဖြစ်တဲ့အတွက်ပါကင်ကရှာလို့မရဘူးဒီရက်ွက်ကိုကျွန်တော်ပါကင်ပတ်ပြီးရှာတာလဲ9ပတ်ရှိပြီဘလို့မှပါကင်ရှာလို့မတွေ့တဲ့အခါမှာကျွန်တော်ဒီမှာပဲမရဘူးဆိုတာတည့်ရတာနဲ့ရပ်ထားခဲ့ရပါတယ်ဆိုတော့သူစားနဲ့ယူတည်ရေးတယ်ပြီးတော့အောက်မှာပထနာတော်တဲ့သူလိုချင်တဲ့အပိုက်ထပ်ရေးတယ်ဘာလဲဆိုရင်သူတပားဒီကျွန်တော်တို့ကိုပြစ်မှားတော့အပြစ်များကိုကျွန်တော်တို့ဒီလွတ်တကယ်လို့
ကျွန်တော်တို့၏အပြစ်များကိုလွတ်တော်မူပါဆိုတဲ့စာလေးရေးပြီးတော့မှသူကားရဲ့ဝိုင်ဝါနဲ့တလို့ဖိပြီးတော့မှမှန်ရှိမှတလို့ထားခဲ့တယ်သူဖျားတော်ရှိကိုတယ်အာရပယတရားဟောတယ်ပြီးတော့ပြန်လာတဲ့အခါမှာကားမှာပါကင်တစ်ကက်ထိပြီးကျွန်တော်စီမှာဆိုရင်ပါကင်တစ်ကက်ကအဲ့လိုမရတဲ့နေရာမှာဆိုရင်$50လောက်ပေးရတယ်$50တန်တစ်ကက်နဲ့ပြီးတော့သူ့ရဲ့စာရွက်အောက်မှာအဲ့ဒီရဲအရာရှိကပြန်ပြီးတော့မှရေးထားတယ်Reverend ခင်ဗျာကျွန်တော်လဲခင်ဗျားကဒီမှာပတ်တာ9ပတ်ပတ်တယ်ကျွန်တော်ကဒီမှာဒီရက်ကွက်မှာကျွန်တော်အမှုထမ်းတာ18နှစ်ရှိပါပြီပြီးတော့မှအောက်မှာသူလဲပထနာတော်ကိုပြန်ရေးတယ်အပြစ်တွေးဆောင်ရတော့မလိုက်မပါစေပဲမကောင်းသောအမှုရာမှလည်းကဲနှုတ်တော်မူပါဆိုတော့စာလေးကိုရေးထားခဲ့တော့ထားသွားတယ်ဆိုတော့တင်းဥဆရာကြီးလဲဘာမှမတတ်နိုင်ဘူးတစ်ကက်လေးကိုအိတ်ထဲထည့်ပြီးတော့နောက်ဆောင်လိုက်ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ခဏလောက်ဆူတောင်းအောင်ဖဖောကိုရောကိုကျေးဇူးတင်ပါတယ်အသက်ရှင်တဲ့ဖခင်ကိုကိုးကွယ်ရလို့နာမတော်ကိုချီးမွမ်းပါတယ်ဘုန်းတော်နာမတော်ဒီကဘာဆက်ဆက်တိုင်အောင်ဘုန်းကြီးတော်မူပါစေတော့ကိုရဲနှုတ်ကပတ်တော်ဒီနည်းနည်းပါတယ်ကျွန်တော်တို့လူညာအဖြစ်နားမလည်နိုင်ပါအသက်ရှင်တော်ဝိညာဉ်တော်ဖခင်ကျွန်တော်တို့ကိုကူမပါနှုတ်ကပတ်တော်ကိုနှုတ်ယူဖြစ်စီမဲ့စာရမနဲ့မော်မေတကိုဝိညာဉ်ဆိုရှိသမျှတို့ကိုလည်းကိုရောဖယ်ရှားတော်မူပါကျွန်တော်တို့ကိုနှုတ်ကပတ်တော်ကိုနားလည်စေလျက်လက်တွေ့အသက်တာမှာလိုက်လျှောက်အသက်ရှင်နိုင်ဖို့အတွက်လည်းကောင်းကြီးပေးနာတော်မူပါခင်ယေရှုခရစ်တော်ဖခင်နာမမှာကျေးဇူးတော်အပေါင်းတို့ကိုချီးမွမ်းဆက်ကပ်ဆုတောင်းပါတယ်ဖာအာမင်ကျွန်တော်တို့ပြန်လေ့လာတဲ့အခါမှာကျွန်တော်တို့ခရိယန်ဆိုတဲ့လူတွေကဖခင်ပြောတဲ့စကားကိုပြောင်းပြန်လှန်တဲ့နေရာမှာချန်ပီယံတွေပဲဖြစ်တယ်ဆိုလက်ခံကြလားမသိဘူးဖခင်ကမလုံးနဲ့ဆိုရင်လှုပ်ချင်တယ်ဖခင်ကလှုပ်ဆိုရင်မလှုပ်ဘူးနော်ဆူတောင်းကြပါဆိုရင်မတောင်းချင်ဘူးဖခင်ကကျွန်တော်တို့ကိုအင်မတန်ဆူတောင်းစေခြင်းနဲ့ဖခင်ဖြစ်တယ်ဆိုတော့ဒီကနေ့ကျွန်တော် Kingdom Prayer ဆိုတဲ့နေရာမှာဖခင်နိုင်ငံတော်နဲ့ရှင်တဲ့ဆူတောင်းခြင်းအကြောင်းကိုကျွန်တော်နည်းနည်းဝင်ငါချင်တယ်ဖခင်ကကျွန်တော်တို့ကိုဘယ်လောက်ထိဆူတောင်းစေခြင်းလဲယခုတိုင်အောင်ငါ၏နာမကိုအမိပြု၍တစုံတစ်ခုသောဆုကိုမတောင်းကြသေးတင်တို့ဝမ်းမြောက်စရာအကြောင်းစုံလင်စေခြင်းကတောင်းကြလောဘုရားကကျွန်တော်တို့ကိုပြောတယ်ဒါပေမဲ့ကျွန်တော်တို့ကမတောင်းချင်ဘူးရှင်ခရစ်ခန်းကြီး14အငယ်7ကနေ14မှာကြီးမယ်ဆိုရင်လဲငါကိုယုံကြည်တော်သူသည်ငါပြုတော်မူတို့ကိုပြုလိမ့်မည်ထိုမှုတို့ထက်တာ၍ကြည်တော်မူတို့ကိုလည်းပြုလိမ့်မည်အကြောင်းမူကားငါသည်ခမည်းတော်ထံသို့သွား၍တင်တို့သည်ငါ၏နာမကိုအမိပြု၍တောင်းသမျှတို့ကိုပြုပြီးအကြောင်းမူကားခမည်းတော်သည်တားတော်အပြင်ဘုံထင်ရှားခြင်းရှိမိအကြောင်းသည်တင်တို့သည်ငါ၏နာမကိုအမိပြု၍တစုံတစ်ခုသောဆုကိုတောင်းလျင်တောင်းသည့်အတိုင်းငါပြုမိဘုရားခင်ကကျွန်တော်တို့ကိုတိုက်ပြီးတော့ဆုတောင်းစေခြင်းနဲ့ကျမ်းစာတစ်ခုလုံးမှာကြည့်လို့ရှိရင်ဆုတောင်းဖို့အားပေးထားတယ် encourage လုပ်ထားတာအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကမတောင်းဘဲနဲ့ဘယ်ချိန်မှာတောင်းလို့ရှိလဲဆိုရင်ပြဿနာဖြစ်ပြီးဟဲ့ဆိုရင်စဆူတောင်းပြီဘာပြဿနာမှမရှိရင်တော့ပျော်ပျော်ပါပါမော်တော့ကအေးစေးပဲပြီးရင်အလုပ်လေးပါလေးကောင်းလို့အဲ့ထဲမှာပတ်စံနေလဲများလာရင်အိတ်ဖောင်းတော့စိတ်ပြောင်းပြီးတော့မှဖျားကြောင်လည်းမတက်ချင်တော့ဘူးကျွန်တော်ခရနေကအိတ်ဖောင်းရင်စိတ်ပြောင်းတတ်တယ်နော်အိတ်ပိန်တော့စိတ်ပိန်စိတ်ပါပိန်တော့လိန်ပိန်နဲ့ဖြစ်ပြန်အောင်ဖျားခင်ကအဲ့လိုမဟုတ်ဘူးဆုတောင်းပါပြင်ဆင်ပါပြဿနာမဖြစ်ခင်အရင်ဆုတောင်းခြင်းနဲ့ပြင်ဆင်ထားပါနော်မိုးရွာပြီးရေစီးတဲ့အခါမှာမုန်တိုင်းတိုက်တဲ့အခါကျမှအိမ်ကိုမဆောက်ပါနဲ့ပြိုလိမ့်မယ်ကြိုတင်ပြီးတော့ဆောက်ထားပါဒီတမန်ကျမ်းစာထဲမှာကျွန်တော်ပြန်လေ့လာတဲ့အခါမှာသခင်ယေရှုခရစ်တော်ဘုရားဟာဖျားစင်စစ်ဖြစ်တယ် 100% God မနေ့ကဆရာတို့ကျွန်တော်ပြောတယ် 100% တရားရာခိုင်နှုန်းဖျားဖြစ်တယ်အဲ့ဒီတရားရာခိုင်နှုန်းဖျားဖြစ်တဲ့ခရစ်တော်ဟာလူသားဖြစ်
လောကမှာအသက်ရှင်တဲ့အချိန်မှာတစ်ချိန်လုံးခမီးတော်နဲ့ဆူတောင်းခဲ့တယ်ဆိုတော့ကိုကျွန်တော်တွေ့ရတယ်တခါလေကြာရင်တပည့်တော်တွေနဲ့အတူတူညဘက်အိတ်တယ်မနဲ့မိုးလင်းလာရင်ကိုရောကိုရှာလို့မတွေ့တော့ဘူးဟာအဲ့တော့မှကမန်ကလာတပည့်တော်တွေကလိုက်ရှာတဲ့အခါမှာတောဆက်တနေရာမှာဆူတောင်းနေတယ်မိုးမလင်းခင်ကတည်းကထားပြီးဆူတောင်းနေတာတပည့်တော်တွေနိုးလာတဲ့အထိဆူတောင်းလို့ကောင်းလို့မဲ့ဖယားစစ်စက်ကကောင်းကင်ဘုံမှာရှိတဲ့အဖခမည်းတော်နဲ့ဆူတောင်းခြင်းအပြင်ဆက်သွယ်နေတယ်တနည်းအားဖြင့်ကျွန်တော်တို့ကိုပုံတက်တွေပြနေတာဖြစ်တယ်ပြီးရင်တခါလေကြာရင်ဒီတပည့်တွေနဲ့ဘုရားခင်နိုင်ငံတော်နဲ့ရှင်တဲ့ဧဝံဂေလိတရားကိုဟောတယ်မုံငါလောင်းနဲ့ငါးနှကောင်လူတွေကိုကျွေးတယ်ကိစ္စတွေအားလုံးပြည့်ရင်သူကြောက်တဲ့ထွက်သွားပြီးသွားဆူတောင်းတယ်တခါလေညအလုံးပေါက်တညအလုံးဆူတောင်းတဲ့အခါတွေရှိတယ်များတော့အဖြစ်မနဲ့စောစောထားပြီးဆူတောင်းလေးရှိတယ်ပြီးတဲ့အခါမှာတစ်ချိန်လုံးဆူတောင်းခြင်းနဲ့အချိန်ယူပြီးသွားလာပြီးတော့မှပြဿနာဖြစ်တဲ့အခါမှာခရစ်တော်ဘုရားဆူတောင်းတယ်ဆိုတာမတွေ့ရဘူးတတိထားမိလားမသိဘူးပြဿနာဖြေရှင်းရတော့မယ်ရင်ဆိုင်ပြီးဆိုရင်ခရစ်တော်ကဆုမတောင်းမဲနဲ့အဲ့ဒီခါကျရင်အမိန့်ပဲပေးတော့တယ်မျက်စိမမြင်တဲ့လူနဲ့တွေ့တယ်မျက်စိကန်းတဲ့လူနဲ့တွေ့တယ်စရွေးနဲ့ထွေးပြီးရှွန့်လုပ်ပြီးတော့မျက်စိကိုလူပေးလိုက်ပြီးတော့မှအမိန့်ပေးလိုက်တယ်တွားရှိလောင်ကမှာရေနဲ့တွားစေးအဲ့ဒီခါမှာသူပြောရင်ပြောတဲ့အတိုင်းပဲဖြစ်တယ်ကျွန်တော်ကိုယ်ပြောရင်မုံငါးလုံးနဲ့ငါးနှကောင်ကိုလူ9000ကိုကျွေးတဲ့ဖြစ်ပျက်မှာလဲကျွန်တော်တို့ထင်တယ်ဆူတောင်းတယ်လို့ထင်တယ်သူလုံးဝဆူမတောင်းဘူးအဲ့ဒီအချိန်မှာမုံငါးလုံးနဲ့ငါးနှကောင်ကိုယူပြီးတော့ကောင်းကင်ဘုံကိုမော်ကြည့်ပြီးဂျေဇုတော်ပဲချီးမွမ်းတယ်ပြီးရင်တပည့်တော်တွေကိုဝေခံလိုက်တဲ့ခါမှာလူ9000စားလို့ဝယုံနဲ့မကောက်1050လုံးအပြည့်ပြန်ပြီးတော့အစာနာတွေကောက်သိမ်းခွင့်ရတယ်ဟုတ်နတ်ဆိုးဆွဲနေတဲ့လူကိုတွေ့ရင်နတ်ဆိုးကိုအမိန်ပေးပြီးတော့မှမောင်းထုတ်တယ်ကျွန်တော်တို့ခရိယန်တွေကပြဿနာဖြစ်မှမျက်ရည်နဲ့မျက်ခွက်နဲ့ဆူတောင်းရှင်တယ်ကိုရောကဲပါမဆာပါကိုရောမသိဘူးလားဒီမှာဒုက္ခရောက်နေတယ်လေဒီမှာ immigration ကဖမ်းသွားပြီးချက်ခနဲ့မှရောက်နေပြီပုံမှန်များပြန်ပို့ခံရမှာမသိဘူးအဲ့ဒီအချိန်မှာဆရာတော်ခေါင်းကလည်းမရှိဘူးလားအမခံပေးဖို့မဖြစ်ဘူးကိုရောကဲပါကိုရောပါလုံနေတယ်လေပြဿနာဖြစ်ရင်ကျွန်တော်တို့ဆူတောင်းခြင်းတယ်နော်ဖယားလောက်ပြတာနဲ့ကျွန်တော်တို့ကပြောင်းပြန်လှန်တယ်ခရစ်တော်ဘုရားကအမြဲတမ်းဆူတောင်းခြင်းနဲ့အသက်ရှင်တဲ့ဘုရားဖြစ်တယ်ပြဿနာဖြစ်တဲ့အခါမှာအမိန့်ပဲပြီးတော့တယ်ရှင်လုကာခရစ်ယာန်ခန်းကြီး9အငယ်7ကိုကျွန်တော်ဖတ်ကြည့်လို့ရှိရင်သူရဲ့လူအုပ်ကြီးနဲ့နာအီနာမြို့ကိုသွားကြတယ်အငယ်7လောက်မှာစာရွက်ကြည့်ရင်နာအီနာမြို့အဝင်ဝါရောက်တဲ့အခါမှာမုတ်ဆိုးမရဲ့တယောက်တည်းတော့သားတည်သွားလို့အမေမုတ်ဆိုးမကြီးကမျက်ရည်နဲ့မျက်ခွက်ရှေ့ကလူတွေကအလောင်းကိုထမ်းပြီးတော့မှထွက်လာကြတယ်အမေကငိုပြီးတော့နောက်ကနေလိုက်လာတယ်ခရစ်တော်မြင်တဲ့အခါမှာတနာတယ်တဲ့ဒါကြောင့်အလောင်းကိုတို့ဒီတလားပေါ့အခေါင်းကိုတို့ပြီးတော့လှမ်းတားတယ်ရက်ခိုင်းတယ်ပြီးတဲ့အခါမှာကျွန်တော်တို့ဆိုရင်ဘာလုပ်မလဲကျွန်တော်ဆိုရင်ဆူတောင်းပါဘောအဲ့ဒီခါမှာအကြီးအကျယ်အိုးကောင်းကင်ဘုံနဲ့ရှိတော်မူတော့နော်အနန္တောအနန္တစัจ java လာရှင်သခင်ချာမှာအကြီးကျယ်မုတ်ဆိုးမကြီးကိုတနာစရာမတန်ကောင်းပါတယ်အဖခမီးတော်ဘုရားကဲပါမဆာပါတနာပါကိုရဲ့ဘုံကိုတော့ထင်ရှားပြတော်မူအကြီးကျယ်ဆူတောင်းပါခရစ်တော်ကအဲ့လိုမျိုးမလုပ်ဘူးတည်နေတဲ့အလောင်းကိုခရစ်တော်ကအခေါင်းကိုလည်းနဲ့တူပြီးတော့အချင်းလူလင်ထတော့ငါအမိန့်ရှိတယ်ဒါပဲပြောလိုက်တာအဲ့ဒီခါမှာတည်နေတဲ့ကလေးလေးကထထိုင်ပြီးတော့မှစကားပြောတယ်ပြီးရင်အဲ့ဒီကလေးအဲ့ဒီလူငယ်ကိုအမေလက်ထဲအပ်ပြီးတော့မှခရစ်တော်ဆက်သွားလိုက်တယ်မုတ်ဆိုးမကြီးဘလောက်ဝမ်းသာမလဲမုတ်ဆိုးမဆိုကြရယောက်ျားမရှိတော့ဘူးလေနော်ပမာစကားထရှင်းစရာမလိုပါဘူးယောက်ျားမရှိတော့ဘူးဆိုတော့သူမှကြည်ရနောက်ထပ်ယောက်ျားယူတော့ကလေးထမွေးဖို့လည်းအချိန်နေရှိပုံမရဘူးဆိုတော့တော်တော်ဝမ်းနည်းနေတဲ့အချိန်မျောလင်းချက်မဲ့နေတဲ့အချိန်မှာခရစ်တော်နဲ့တွေ့တဲ့အခါမှာခ
ခရစ်တော်ကတည်နေတဲ့သူ့ရဲ့သားလေးကိုအမိန့်ပေးပြီးတော့မှပြန်ထခိုင်းပြီးတော့မှသူ့လက်ထဲမှာအပြီးထွက်သွားဖျားဘုံထင်ရှားတယ်ဒီကနေ့ကျွန်တော်တို့ခရိယန်တွေကအစင်ပြေတဲ့အချိန်မှာလုံးဝ home salem သွားချင်ဘူး prayer meeting ဆိုတာဝေးသေးနော်ကျွန်တော်တို့အတင်းတော်တော်များများကျွန်တော်အတင်းတော်လည်းပါပါတယ်အတင်းတော်တော်များများမှာ prayer meeting ဆိုရင်မိန်းမကြီးတွေအလုပ်လို့ထင်တယ်ယောက်ျားတွေပါလို့မရှိဘူးသူတို့လူပြိုတွေဆိုဝေးသေးဒီအတင်းတော်အကြောင်းကျွန်တော်ပြောနေတာမဟုတ်ဘူးနော်ကျွန်တော်အတင်းတော်အကြောင်းကျွန်တော်ပြောနေတာတိုက်ဆိုင်ရင်ခွင့်လွတ်ပါရှေ့ကနေပြီးတော့တက်ပြောနေတာမဟုတ်ဘူးပြဿနာဖြစ်မှကျွန်တော်တို့ဆူတောင်းခြင်းတယ်မုံတိုင်းလာတဲ့အခါကျမှအိမ်ဆဆောက်ခြင်းတယ်မရဘူးလို့ကျွန်တော်မပြောဘူးနော်တိတ်ခက်တယ်ပိုခက်တယ်အစကတည်းကဆူတောင်းထားရင်ပြဿနာနဲ့ရင်ဆိုင်ရတဲ့အခါမှာအမိန့်ပေးဖို့ပဲကြံတယ်ဘာဖြစ်လဲခရစ်တော်ကပြောပြီးပြီရှင်ယောဟန်ခရစ်ယာန်ခန်းကြီး14ငယ်7ကငါကိုယုံကြည်တော်သူသည်ငါပြုတော်မူတို့ကိုပြုမည်သူကိုယုံကြည်ရင်သူပြုတဲ့မှုကိုပြုမယ်ဆိုတဲ့အခါမှာသူပြုတဲ့မှုမှာဆူတောင်းတာကထိတ်ဆုံးကပါတယ်ကျွန်တော်တို့ကသူကိုယုံတယ်လဲပြောပြီးတော့သူလုပ်တဲ့အလုပ်ကိုတော့မလုပ်ဘူးသူဆူတောင်းလို့မျိုးလဲမတောင်းချင်ဘူးအဲ့ဒီခါမှာသူပြုတဲ့အမှုကိုအစကတည်းကမပြုတဲ့အတွက်နောက်ပိုင်းမှာလည်းတောင်းလျှောက်မပြုနိုင်ဘူးခရစ်တော်ကတစ်ချိန်လုံးဆူတောင်းတဲ့အတွက်ပြဿနာတက်တဲ့အခါမှာအမိန့်ပဲပေးပြီးတော့ရှင်းပလိုက်တယ်ပြဿနာကိုကျွန်တော်တို့ကအစကတည်းကကိုတော်ပြုလို့မျိုးစုမတောင်းတဲ့အတွက်ပြဿနာတက်တဲ့အခါမှာမျက်ရည်နဲ့မျက်ခွက်နဲ့ဖြေရှင်းရတယ်ဟိုလူကိုတွားပြီးအလေးပြုရဒီလူကိုတွားဦးချရဂျပန်မှာကျွန်တော်လည်းတော်တော်ကျင့်ပါလာပြီနော်ဟိုက်ဆိုတာရှိပြီလောက်ရတယ်ကျွန်တော်တို့ဖယားရှိမှမှန်ဒူးထောက်တဲ့လူဟာလူရှိမှဘယ်တော့မှဒူးထောက်ဆရာမလိုဘူးကျွန်တော်တို့ဖယားရှိမှဒူးထောက်ရမှာပြင်းတဲ့အတွက်အခက်အခဲဖြစ်တိုင်းမှာဟိုလူချောရဒီလူပြေကရဟိုလူအလေးပြုရပမာပြီးမှဆိုရင်တော့ဟိုရာရှိကြီးဒီရာရှိကြီးတွေကျွန်တော်တို့ပေးပြီးတော့အထုပ်တွေနဲ့ကျွန်တော်တို့ခြိတက်ရတယ်ဖယားစီမှန်ဒူးထောက်ရအောင်လူရှိမှဒူးထောက်ဆရာမလိုဘူးငါကိုယုံကြည်တော်သူသည်ငါပြုတော်မှုတို့ကိုပြုလိမ့်မည်ထိုအမှုတို့ထက်သာ၍ကြီးတော်မှုတို့ကိုပြုလိမ့်မည်ပြုလားပြုချင်ရင်တော့ဆုတောင်းပါဖယားတခင်ကကျမ်းစာထဲမှာရှင်ယောဟန်ခရစ်ယာန်ခန်းကြီး14ငယ်7ကနေ14ကိုယုံတန်းစကားအနေနဲ့အပျော်ဖတ်ဖို့ထည့်ထားတာမဟုတ်ဘူးတကယ်ဖြစ်မဲ့အရာကိုပြောထားတာဖြစ်တယ်ကျွန်တော်တို့ဘိုးဘွားတွေကျွန်တော်ရှေးဘိုးဘေးအမှုတော်ဆောင်ကြီးတွေသူတို့ရဲ့တက်တာတွေကိုလေ့လာကြည့်အောင်တောင်ပေါ်မှာသူတို့အင်္ဂလိပ်စာလည်းမတတ်ပါဘူးဗမာစာကျောင်းလဲတောင်ပေါ်မှာရှိခဲ့တာမဟုတ်ဘူးဆူတောင်းခြင်းနဲ့ပဲဖယားကိုယုံကြည်ခြင်းနဲ့တွာလာတဲ့အခါမှာကျွန်တော်တို့ကချင်လူမျိုးတွေနိုင်ငံတကာမှာရောက်နေပြီနော်ကျွန်တော်ချင်းမျိုးသားတွေပြောတဲ့စကားတော့ပြောချင်တယ်ချင်းမရှိတဲ့နေရာမှာတော့ကချင်တွေရောက်နေကြပြီဟေးပဲချင်းမရှိတဲ့အရာမှာတော့ကချင်တွေရှိတယ်အခုနိုင်ငံတကာမှာကချင်တွေရှိတယ်ကောင်းစားနေကြတယ်ကျွန်တော်တို့တော်လို့မထင်နဲ့ကျွန်တော်ရှေးဘိုးဘွားတွေရဲ့ပေးဆက်ခဲ့တဲ့အမွေနှစ်တွေဖြစ်တယ်သူတို့တောင်းခဲ့တဲ့စုကိုဖယားကမှတ်ထားပြီးတော့မှအခုကျွန်တော်တို့လက်ထက်မှာ bless လုပ်တာဖြစ်တယ်ပွင့်လင်းပြောရင်ဒီမှာမတ်တက်ရနေတဲ့ကျွန်တော်ကိုယ်တိုင်ကဒီမှာခင်ဗျားတို့အမှုတော်ဆောင်ကြီးတည်တယ်ကျွန်တော်ဘာလဲဆိုတော့သူကောင်းတည်တယ်ကျွန်တော်မပြောချင်တဲ့ဟာတွေတော့သူသိလိမ့်မယ်လုံးဝဒီလိုမျိုးတင်းဟုတ်ဆရာမပြောနဲ့တာမန်အတင်းသားတယောက်တောင်ဖြစ်ဖို့ထိုက်တန်တဲ့လူမဟုတ်ဘူး
ဘာဖြစ်လဲကျွန်တော်အဖိုးတွေအဖေတွေဦးလေးတွေဖယားမှုတော်မြတ်မှာပေါင်ခဲ့တယ်သူတို့ဆက်ကပ်ခဲ့တယ်သူတို့ကျွန်တော်အတွက်ဆူတောင်းခဲ့တယ်ဖယားမှတ်ထားတယ်အချိန်တန်တဲ့အခါမှာကျွန်တော်ကိုရောက်တဲ့ရက်ကနေဆွဲထုတ်ပြီးတော့မှသူ့မှုတော်မြတ်မှာပြန်ပြီးပေါင်ဝင်စေတယ်ဘာလဲကျွန်တော်ဘိုးဘေးတွေရဲ့ဆူတောင်းခြင်းဖြစ်တယ်တကယ်ဆိုရင်ကျွန်တော်ကိုကျွန်တော်မှချစ်ရကောင်းမှတီးတဲ့လူမဟုတ်ဘူးလှုပ်ချင်တာလှုပ်တာစိတ်တွေထည့်နေတဲ့လူဖြစ်တယ်ဒါပေမဲ့ဖခင်ကကျွန်တော်ကိုချစ်တယ်ကျွန်တော်အဖိုးဖွားတွေဆူတောင်းခဲ့တယ်ဒါတွေအားလုံးကဒီကနေ့ကျွန်တော်ပြန်ပြီးတော့မှအမှုတော်မြတ်မှာပါဝင်ခွင့်ရတယ်တောင်ဒီမှာရှိတဲ့ညီကောင်မတွေလည်းဆူတောင်းစေချင်တယ်အဲ့လိုဆူတောင်းမယ်ဆိုရင်ကျွန်တော်ရဲ့တက်တာမှာကောင်းကြီးခံစားရလို့ကျွန်တော်ရဲ့သားစင်မြေးဆက်အတွက်ကောင်းကြီးဖြစ်တယ်အဲ့ဒါကိုကျွန်တော်ပြောပြချင်တယ်အချိန်ကနိုင်လည်းမရှိဘူးဆိုတော့ကျွန်တော်ထင်တိုင်းကျဲလို့ရမှာမသိဘူးဟုတ်ပြီဟာလေလုယာနော်အဲ့ဒီဟာကိုဆူတောင်းခြင်းကတိတ်အရေးကြီးတယ်ဆိုတာကိုဘုရားကကျွန်တော်တို့ကိုတိတ်သိစေခြင်းတယ်တကယ်လဲလိုက်လျှောက်စေခြင်းတယ်ဆူတောင်းပြီးတော့မှသွားမယ်ဆိုရင်ကျွန်တော်တို့လူမျိုးကဒီထက်ပိုပြီးတော့ကြီးထွားသွားမယ်ခုနကျွန်တော်တငယ်ချင်းမှာကျွန်တော်တငယ်ချင်းလို့ပဲပြောချင်တယ်ကျွန်တော်ရန်လဲချစ်တယ်သူဆူတောင်းတဲ့ထဲမှာပါတယ်အနှစ်90မှာရှင်လူမျိုးပျောက်သွားမယ်ကျွန်တော်တို့လူမျိုးတွေဆူတောင်းခြင်းနဲ့တွားပါအနှစ်90မို့အနှစ်9000ခရစ်တော်မလာမချင်းကျွန်တော်တို့လူမျိုးမပြောင်းနိုင်ဘူးပြောင်းမယ်လို့ပြောတဲ့လူမျိုးကြီးတွေကိုပြန်ပြီးတော့ကောင်းကြီးပေးတဲ့လူမျိုးဖြစ်စေမယ်ငါကိုယုံကြည်တော်သူတွေငါပြုတော်မှုကိုပြုမိထိုမှုတို့တက်တာကြီးကြည်တော်မှုတို့ကိုပြုလိုက်မယ်ဘာဖြစ်လဲခရစ်တော်ဘုရားကခမည်းတော်ရဲ့ဘေးမှာရပ်ပြီးတော့ကျွန်တော်တို့ရဲ့ဆူတောင်းတန်ကိုနားညောင်းနေတယ်ငါဒီခမည်းတော်တန်တို့တွားတင်တို့တောင်းသမျှတို့ကိုပြုမိဘာဖြစ်လဲဘုရားဘုန်းထင်ရှားဖို့အတွက်ဖြစ်တယ်အကြောင်းမူကားခမည်းတော်ကတားတော်အဖြစ်ဘုန်းထင်ရှားမိကြောင်းဒီဒါကြောင့်မလို့ငါ၏နာမမှာတစုံတစ်ခုသောစုကိုတောင်းရင်တောင်းတဲ့အတိုင်းငါပြုမိကျွန်တော်ရှင်လုကာခရစ်ယာန်ခန်းကြီး7ငယ်1မှာကျွန်တော်ကြည့်လို့ရှိရင်တပည့်တော်တွေကလည်းနောက်မှအလတ်ဖြစ်လာတာဖြစ်တယ်အရင်တော့ကတော့ကိုတော်ဘာလုပ်နေမှမသိဘူးကိုတော်ဆုတောင်းနေတို့အိတ်နေတယ်နိုးလာလို့ကိုတော်မတွေ့ရင်သွားချင်ဟာကိုတော်ဘာလုပ်နေတာပါလိမ့်ဒါပေမဲ့သူတို့ရှေ့မှာနမိတ်လက္ခဏာတွေအမျိုးမျိုးဖြစ်လာကိုသူတို့တတိထားမိလာပြီသူတို့ရှေ့မှာပဲသူတို့နေနဲ့သွားနေတဲ့အချိန်မှာလိုင်းလေတွေမုန်တိုင်းတွေထမ်းတယ်ကိုတော်ကငြိမ်းစေအမိန့်ပဲပြလိုက်တာနဲ့လိုင်းတဘိုးကစမုန်တိုင်းကစသူ့ရဲ့စကားကိုနားထောင်ရတယ်တဘာဝတရားကြီးကသူ့ရဲ့အမိန့်ပေးတံကိုနားထောင်ရတယ်တရိษံတွေကသူ့ရဲ့အမိန့်ပေးတံကိုနားထောင်ရတယ်မျက်စိမမြင်တဲ့လူတွေမြင်ရတယ်အနူတွေအဲ့ဒီခေတ်ကကုလို့မရတဲ့အနူတွေချက်ချင်းပြောက်ရတယ်တည်တဲ့လူပြန်ရှင်ရတယ်ဒါတွေကိုမြင်ပါများလာတဲ့အခါမှာဒါတွေအားလုံးဟာဆူတောင်းခြင်းပါလားဆိုတာသူတို့သဘောပေါက်ပုံရတယ်ဒါကြောင့်မလို့ရှင်လုကာခရစ်ယာန်ခန်းကြီး7ငယ်1ကျွန်တော်နည်းနည်းဖတ်ချင်တယ်အဲ့ဒီမှာခရစ်တော်ကိုသူတို့စပြီးတော့မှတောင်းဆိုလာတဲ့အရာဖြစ်တယ်တယံယောအခါကိုတော်ဒီစစုံတစ်ခုသောအရက်တွင်ဆူတောင်းတော်မူပြီးလင်တပည့်တော်တယောက်ကသခင်ဆူတောင်းစေခြင်းကယောဟန်ဒီမိမိတပည့်တို့အားနီးပေးတကယ်တို့အကျွန်ုပ်တို့အားနီးပေးတော်မူပါဟုလျှောက်တော်တပည့်တော်တွေကစပြီးရှေ့ပိုင်းမှာတော့သူတို့တခါမှတောင်းဆိုတယ်ဆိုတာမတွေ့ရဘူးခရစ်တော်ကလည်းသူတပည့်တွေကိုဘယ်လိုဆူတောင်းရမလဲဆိုတာမသင်ပေးဘူးဒါပေမဲ့ယောဟန်ဆိုတာဗတ္တိဇံဆရာယောဟန်ကိုပြောနေတာဖြစ်တယ်ခရစ်တော်ရဲ့ကာဇန်နဲ့ဖြစ်တယ်နော်ဗတ္တိဇံဆရာယောဟန်ကတော့သူ့ရဲ့တပည့်တွေကိုဘယ်လိုဆူတောင်းရမယ်ဘယ်လိုဆူတောင်းရမယ်သင်ပေးပုံရတယ်ဒါကြောင့်မလို့တပည့်တော်တွေကကိုတော်လှုပ်တဲ့နမိတ်လက္ခဏာတွေကိုကြည့်ပြီးတဲ့အခါမှာမေကွန်းထွက်လာပြီကိုတော်ရေပေါ်မှာဘယ်လိုလမ်းလျှောက်ရမလဲသင်ပေးပါကိုတော်မုံငါးလုံးနဲ့ငါးနှကောင်ကိုတော်လူတွေကိုဘယ်လိုလုပ်ပြီးကျွေးလိုက်လဲကျွန်တော်တို့ကိုနီးလေးပေးပါမပြောတော့ဘူးကိုတော်ဘယ်လိုဆူတောင်းရမလဲယောဟန်ကတော့သူ့တဲ့ဘက်တွေကိုဆူတောင်းမှုရတဲ့နီးပေးတယ်ကျွန်တော်တို့ကိုလည်းသင်ပေးစမ်းပါဆိုတော့မှမေးလာတဲ့အခါမှာခရစ်တော်ဘုရားကပတ္ထနာတော်ကို
မင်းတို့ဆူတောင်းရင်ဒီလိုပုံစံမျိုးနဲ့တောင်းကြပါဆိုပြီး pattern လေးချပေးလိုက်တာဖြစ်တယ်ဟောရှင်မတဲကပုံစုံတဲ့အတွက်ကျွန်တော်ရှင်မတဲကိုပြန်သွားခြင်းတယ်ရှင်မတဲအငယ်9ကနေကျွန်တော်ဖတ်လို့ရှိရင်တင်ဒီဆူတောင်းပတနာပြုတော့ခါလျှို့ဝှက်တော်သူနီးသူမပြုနှင့်ထိုသူတို့သည်လူများတို့ရှေ့မှာထင်ရှားစေခြင်းကပွဲတွင်လမ်းဆောင်လမ်းဝတို့၌ရက်လက်ဆူတောင်းခြင်းကအလိုရှိကြ၏ငါမှဆိုဒီကထိုသူတို့သည်မိမိတို့အကျိုးကိုခံရကြ၏တင်ဒီဆူတောင်းတော့ခါစိတ်ငြိမ်ရာအခန်းတို့ဝင်၍တကားကိုပိတ်ပြီးမှမထင်ရှားတော့အရာ၌ရှိတော်မူသောတင်တို့၏အဖကိုတောင်းလောမထင်ရှားတော့အရာကိုမြင်တော်မူသောတင်၏အဖသည်အကျိုးကိုထင်ရှားစွာပေးတော်မူလတံဆိုတဲ့အခါမှာဒီတန်းချက်လေးကိုဖတ်ပြီးတော့မှကျွန်တော်ရဲ့အတင်းတော်ကညီကိုကြောက်ကလှုပ်လာပြန်တယ်ဆူတောင်းရင်လူတွေနဲ့တောင်းလို့မဖြစ်ဘူးငါခန်းထဲမှာပဲတကားပိတ်ပြီးတော့မှဆူတောင်းရမယ်ဆိုတော့ကျွန်တော်တို့ home cell တွေ prayer meeting တွေလုပ်ရင်ဒီမလာချင်တော့အကျုံးမရှိဘူး extreme လှုပ်လာပြန်တယ်ဒါကြောင့်ကျွန်တော်ပြန်ရှင်းပြရတယ်ဆူတောင်းတဲ့အခါမှာအခန်းတကားပိတ်တယ်ခန်းတကားပိတ်ပါလို့ဆိုတာဒီ physical room တဲ့ကိုရောဆိုလိုနေတာကကျွန်တော်မှာအမြဲတမ်းလောကီရေးရာနေတဲ့ရောပြုံးရှုပ်ထွေးနေတယ်ဟိုဟာလိုချင်တယ်ဒီဟာတတ်မဲ့တယ်ဟိုဟာဖြစ်ချင်တယ်ဆူတောင်းနေရင်လည်းခုဆူတောင်းပြီးတာလည်းတော့ဆိုဘတ်သွားစားလိုက်ဦးမတန်ရုံးတွေဖြစ်လာပြီနော်ဒီမှာကျွန်တော်တို့ဆာရှိမီခေါ်ကျွေးတာကောင်းမှကောင်းနော်သူထက်ကောင်းတာတော့သူ့လောက်မကောင်းဆူတောင်းရင်းနဲ့အဲ့ဒါတွေပြန်မျက်စိထဲဝင်လာမယ်ဖခင်ကအဲ့ဒါမျိုးတွေမလိုချင်ဘူးဒါကြောင့်အခန်းတကာပိတ်တယ်ဆိုတဲ့ညမှာကျွန်တော်ခံယူတာကျွန်တော်ကြိုက်တာပြောတော့နော်တဘောတူလို့လည်းရတယ်တဘောမတူရင်လည်းရတယ်ကိုယ့်အကူနော်ဒီမိုကရေစီကျွန်တော်ကြိုက်တာကတော့တကားပိတ်ပါဆိုတဲ့ခါမှာလောကအရာတွေအားလုံးကိုဖျက်ချလိုက်ပါလောကီဆန္ဒတွေလောဘတွေဒေါသတွေမောဟတွေဒါတွေအကုန်လုံးဖယ်ချီနှောင်တွေအကုန်ဖယ်ရှားဖယားနဲ့ပဲပေါင်းကျင်မှာလူတွေရှိချင်းရှိမယ်စူညာချင်းစူညာနေမယ်ဒါပေမဲ့ကိုကတော့ဖယားကိုပဲအာယုံပြုပြီးတော့သွားပါအဲ့ဒီနည်းနဲ့ကိုယ့်ရဲ့စိတ်လုံးအခန်းတကားကိုပိတ်ပါဖယားနဲ့ပဲဆက်သွယ်ပါဆရာတော်သူလာတော့မသိဟုတ်ပြီပြီးတဲ့အခါမှာကိုတော်ကပြောတယ်ဆဆချင်းမှာပထနာတော်ရဲ့အဆက်ကဘာပြောလဲဆိုရင်ကောင်းကင်ဘုံ၌ရှိတော်မူတော့ကျွန်တော်တို့ဤဘာသာခရစ်တော်ကိုယ်တိုင်တင်ပေးတဲ့ဆုတောင်းနည်းဖြစ်တယ်နော်ကျွန်တော်တို့ကကျွန်တော်ငယ်ကလေးကဒါမရမဖြစ်လေအိမ်မှာမိသားစုဝူပြုစီဝေးလဲဒါကဆိုရတာဆိုတော့တဖြည်းဖြည်းနဲ့ဘာဖြစ်လာဆိုတော့မစင်စားတော့ဘူးအတိတ်ပဲကိုလည်းမစင်စားမနဲ့ကပြာလင်္ကာရွတ်တလို့မျိုးပဲရွတ်လိုက်ပြီးတော့မှဒါမြန်ပြီးရင်ဝူပြုစီဝေးပြီးတယ်ဆိုတော့သဘောတရားလေးတွေရှိလာတယ်တကယ်ဆိုရင်ဒီပတနာတော်ကခရစ်တော်ဖျားကိုယ်တိုင်တင်ပေးတဲ့ဆုတောင်းနည်းဖြစ်တယ်ဒါကြောင့်မလို့အင်တန်ရေးကြည့်တယ်ခရစ်တော်ကပြောတယ်မင်းတို့ဆုတောင်းရင်ဒီလိုတောင်းကြဟိဘာလို့လဲကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့၏အဖအဲ့ဒီကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့၏အဖတစ်ခုတည်းမှာအတိတ်ပဲတွေအများကြီးရှိတယ်စဉ်းစားစရာကျွန်တော်တို့ရဲ့အဖကကောင်းကင်ဘုံမှာရှိတယ်အဘရဲ့အတိတ်ပဲက source sustainer provider အတိတ်ပဲတွေအများကြီးရှိတယ်ကျွန်တော်တို့မြေကြီးပေါ်မှာကျွန်တော်တို့လောကကြီးမှာလိုတဲ့အရာတွေအားလုံးကို provide လုပ်တဲ့အရှင်ကကောင်းကင်ဘုံမှာရှိတဲ့ကျွန်တော်တို့ရဲ့အဖဖြစ်တယ်မိသားစုမှာအဖေလုပ်တဲ့လူကသားသမီးတွေကိုအဝတ်အစားစာအုပ်ငွေကြေးမုံဘိုးကစားအားလုံးထောက်ပံ့ရတယ်လို့ကောင်းကင်ဘုံမှာရှိတဲ့ကျွန်တော်တို့ရဲ့အဖခမင်းတော်ဘုရားခင်ကကျွန်တော်တို့လိုတဲ့အရာတွေအားလုံးကို provide လုပ်တဲ့ဘုရားဖြစ်တယ်ဒါကြောင့်မို့လို့အာဗြဟံကဂျေဟောဗာဂျိုင်ရာဆိုပြီးတော့ပြောခဲ့တာဖြစ်တယ်ဘုရားခင်ဟာကျွန်တော်တို့လိုတာအားလုံးကိုထောက်ပံ့တော်မူသောဘုရားဖြစ်တယ်အဲ့ဒါကိုကျွန်တော်နားမလည်တဲ့အတွက်ကျွန်တော်တော်တော်ဒုက္ခရောက်ခဲ့တယ်ကျွန်တော်ပြောပြီးပြီကျွန်တော်ဂျပန်ကိုမရောက်ဘူး
ဘန်ကောက်မှာဝေးလဲဖြစ်တယ်စင်ကာပူရောက်လိုက်မလေးရှားရောက်လိုက်ကိုရီးယားမှာနည်းနည်းလောက်ရောက်လိုက်ပြီးတော့မှဘန်ကောက်ပြန်လာပြီးတော့မှအခုအရင်တော့ဘယ်လိုပြောရမလဲကျွန်တော်ရဲ့ရည်စားဟောင်း ex girlfriend လို့ကျွန်တော်အများကြီးပြောတယ်အခုတော့ကျွန်တော်မိန်းမဖြစ်သွားပြီဟုတ်တယ်မလားအရင်တော့ရည်စားအခုလင်မယားဖြစ်သွားတဲ့အခါမှာရည်စားဟောင်းဖြစ်သွားတယ်မလားခဏတာမှာကျွန်တော်အရင်တော့အလုပ်လုပ်တော့အများအားနောက်တယ်ကျွန်တော်အားချိန်ဆိုကျွန်တော်အိမ်ကိုဖုန်းဆက်တယ်လေအာဒန် who talking to you my ex girlfriend ဘယ်သူ့ဖုန်းဆက်လဲဆိုငါရည်စားဟောင်းကိုဆက်တယ်လို့ဟာမဲရှုပ်လာယူလားဆိုအေးလေအဲ့ဒါခုငါမိန်းမလေးကျွန်တော်ရည်စားဟောင်းပေါ့နော်အခုအဲ့ဒီအချိန်တုန်းကတော့ fresh ပေါ့ဘူးနေရည်စားကနေဒါမှာရောက်နေပြီဘန်ကောက်ကိုပြန်လာပြီးတော့မှကျွန်တော်ကကိုရီးယားမှာနည်းနည်းလောက်အလုပ်လုပ်ပြီးတော့ဘန်ကောက်မှာလက်ထပ်တယ်ပြီးတော့သူကကျွန်တော်ကိုကနေဒါကိုစပွန်ဆာလုပ်တာဖြစ်တယ်ဆိုတော့ကနေဒါကိုခန့်ညာနဲ့ရောက်သွားတာပေါ့နော်ဒါပေမဲ့ကနေဒါရောက်ပြီးတဲ့အခါမှာကျွန်တော်ပထမရောက်ချင်းတနစ်တော့ရလုပ်တယ်ပြီးတော့မှဒီဟိုထဲမှာ college တခုမှာကျွန်တော်ဒီ electronic course တခုကိုယူလိုက်တယ်ပြီးတော့ high tech company မှာကျွန်တော်အလုပ်ဝင်လုပ်တယ် high tech company မှာကျွန်တော်အလုပ်လုပ်နေရင်းနဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော်ကအစကတည်းကဖယားကိုဂျပန်မပို့လို့ကျွန်တော်တိတ်မကျင်တတ်ဘူးလေတကယ်ဆိုရင်ကျွန်တော်ရဲ့အရေးချင်းနဲ့ဂျပန်သွားရင်ကျွန်တော်စပွဲထိုးတွေပဲကျွန်တော်တက်လုံးလောက်ရမှာမဟုတ်ပကံစေးတာတို့မိဖို့ကြောင့်တွေကနေကျွန်တော်တက်လုံးကျွန်တော်ထွက်နိုင်မှာမဟုတ်ဘာလို့ဆိုဂျပန်လိုလဲတလုံးမှမတောက်ဘူးဟာဆိုတော့ဟိုကျွန်တော်ရဲ့ qualifier တော်လေးသူများမလုပ်ချင်တဲ့အလုပ်ပဲလုပ်ရမှာကနေဒါရောက်သွားတဲ့အခါမှာအလုပ်ကအဆင်ပြေတယ်လို့ပြောရမှာပေါ့နော်ကျွန်တော် electronic company ဆိုတော့ဆောင်းရင်းဆိုရင်လည်း heater နဲ့ကိုယ်စပွဲနဲ့ color time နဲ့ကိုလောက်ရတယ်ຫນွေဆိုရင်လည်း aircon နဲ့ကျွန်တော်ကလည်းတော်တော်လေးကနေဒါရောက်တော့အရန်စိန်ခံတတ်လာလေထိုင်တဲ့ခုံကလည်း wheelchair နဲ့ဆိုတော့ဟိုကျွန်တော်တို့ဒီ electronic ပစ္စည်းတွေတခုလိုချင်ဟိုမှာဟိုစင်မော်တော့ယူရမယ်ဆိုရင်လမ်းလျှောက်မတော်ဘူးခြေတော့နဲ့ထိုင်ကုန်ကန်လိုက်ဝီးဆိုရွှေ့သွားအဲ့မှာတော့ယူမှာအဲ့ဒီကနေတစ်ချက်ပြန်ကန်လိုက်ရင်ကိုယ်စပွဲဝပြန်ရောက်အလုပ်ပြန်လုပ်တော်တော်လေးစိန်ခံမျိုးလုပ်နေပေမဲ့လူရဲ့စိတ်ကတိတ်ခက်တယ်နော်အဲ့ဒီအချိန်ထိကျွန်တော်ဟာဂျပန်မှာပကံတော့ဆေးခွင့်မရလို့ဖះကိုစိတ်ဆိုးနေတော့မယ်တိတ်အောင်ဟောဆရာကောင်းတယ်ဒါပေမဲ့ဖះကဒီမှာကောင်းကြီးပေးနေပြီနော်ဒါပေမဲ့ကျင်တတ်ဘူးပြီးရင်ကျွန်တော်ရဲ့နားလည်မှုကလွဲနေတယ်ဖះမယုံတာမဟုတ်ဘူးနော်ဟိုကတဲ့ပမာယူမှာလဲဖះအလုပ်ကိုတော်တော်လေးလုပ်ခဲ့ပါပြီဆရာတော်ဘင်တို့ဆိုတာကျွန်တော်ငယ်ကလေးလက်တွဲလုပ်ခဲ့တဲ့မှုတော်ဆောင်တွေဖြစ်တယ်ဖះအလုပ်ကိုလုပ်ပြီးတော့မှဖះကိုနားမလဲဘူးဖះကကိုယ့်ရဲ့ provider ကျွန်တော်ရဲ့ sustainer ကျွန်တော်ကိုအမြဲတမ်းမဆာထောင်းမနေရဆိုတာကိုကျွန်တော်ကသဘောမပေါက်ဘဲနဲ့ကုမ္ပဏီမှာအလုပ်လုပ်တဲ့အခါမှာကုမ္ပဏီကကျွန်တော်ကိုကျွေးလို့ကျွန်တော်စားရတယ်ဆိုတဲ့ idea ကျွန်တော်ခေါင်းထဲမှာအပြည့်ရှိတယ်ဖျားကျွေးလို့စားရတယ်ဆိုတာကျွန်တော်လုံးဝတတိမရဘူးအဲ့တော့ဖျားကကျွန်တော်ကိုတင်ရတယ်ဘယ်လိုနည်းနဲ့တင်လဲဆိုရင်ဟိုမှာကုမ္ပဏီတွေဆိုတော့တည့်တဲ့အတိုင်းပဲအလုပ်ပန်းရင် lay off ပေးတယ်ပြီးရင်သူတို့လိုရင်ပြန်ခေါ်ပြန်ပြီဖုန်းဆက်လာပြန်ရင်အဲ့ဒါနဲ့ပဲတစ်နှစ်မှာ5-6 က lay off ထိနေတယ် lay off ထိမှာကြောက်ပါတယ်ဆိုမှlay off ပေးတဲ့ညမှာထိတ်ဆုံးကနေကိုကပါနေတယ်ဖျားတင်တာဖြစ်တယ်ဖျားတင်တာဖြစ်တယ်ကျွန်တော်ကိုမဆနေတဲ့အရှင်ကအဘအဖဖြစ်တယ်ကျွန်တော်ကိုကျွေးမွေးနေတာကသူဖြစ်တယ်ဆိုတာကျွန်တော်မသိမချင်းနှစ်လောက်ကတောက်လျှောက်
ပြုတ်လိုက်ပြန်သွားလိုက်ပြုတ်လိုက်ပြန်သွားလိုက်ဖြစ်နေတယ်အဲ့ဒီ high tech company မှာလုပ်ပြီးတဲ့အခါမှာတခြားအလုပ်ကျန်းနေလည်းမလုပ်ချင်တော့ဘူးစိတ်နဲ့ကလထိုင်လေးနဲ့ထိုင်ပြီးတော့လုပ်ရတဲ့အလုပ်ကိုပဲတန်းတာတယ်ကျွန်တော်အလုပ်ကဆိုရင်အရန်တက်တာတော့မနဲ့အလုပ်ထဲဝင်သွားရင်ကို testing ကျွန်တော်လုပ်ရတဲ့ဟာကဒီ printed circuit board တွေကိုကောင်းမကောင်း testing လုပ်ရတာဖြစ်တယ်ကျွန်တော်တို့ကို testing operator လို့ခေါ်တယ်ကိုလုပ်ရမယ့်ဒီ circuit board တွေကဘေးမှာပုံထားတယ်ဒီစပွဲပုံလာတင်ထားပြီး rack နေနဲ့အမျိုးအစားကိုကြီးလိုက်တာနဲ့ကျွန်တော်တို့သိတယ်ဆိုတော့အဲ့ဒါကိုတွေ့ရင် fixture ဆိုတာဒီဟာထည့်ပြီးတော့စမ်းသပ်တဲ့ fixture ကျွန်တော်ယူရတယ်ပြီးရင်ကွန်ပျူတာထဲမှာအဲ့ဒါနဲ့ဆိုင်တဲ့ software ကိုကျွန်တော် download လုပ်လိုက်တယ် download လုပ်ပြီးသွားရင်ကွန်ပျူတာနဲ့ဒီ circuit board တွေနဲ့ fixture နဲ့အားလုံး set up လုပ်ပြီးသွားရင်တနေ့ကုန်ကျွန်တော်ပြင်ပန်းပန်းလုပ်ရတဲ့လောက်ကထိုင်ပြီးတော့ enter ကလပ်ကိုထိုင်နေနေတယ်အဲ့တော့ enter နေနေရင်းနဲ့တနေရာမှာချုပ်ရင်းလို့အဲ့ဒီ circuit board ကမကောင်းဘူးဆိုရင်လည်းကွန်ပျူတာကအကုန်လုံး software ကပြောပြတယ်ဘယ်နေရာမှာပါ failure ဖြစ်တယ်အဲ့ဒါကို yellow tag လေးနဲ့ကျွန်တော်ကူးတော့အဲ့ဒီ failure ဖြစ်တဲ့ board နဲ့တွဲပြီးမှဘေးမှာပုံထားလိုက်ရုံပဲကျွန်တော်ပြင်ဆင်မလို့ဘူးအဲ့ဒါကိုပြင်တဲ့ technician ကတတ်ရှိတယ်တွားပို့ဆရာလည်းမလို့ဘူးသူ့ဟာသူလာယူတော့သူပြင်တယ်ဆိုတော့တော်တော်စိန်ကြတဲ့အလုပ်ဖြစ်တယ်ဆိုတော့ကွန်ပျူတာမှာနောက်ဆုံးတော့ကွန်ပျူတာမှာ enter ကလို့နှိပ်တတ်ရင်အဲ့ဒီအလုပ်ကြီးကလုပ်လို့ရတယ်ဖြစ်နေတော့ဟိုတခြားပြင်မမအလုပ်ကလည်းမလုပ်ချင်တော့ဘူးဆိုတော့ဒီအလုပ်ကြီးပြုတ်မှတိတ်ကြောက်တယ်ဒီအလုပ်ကြီးကိုကုမ္ပဏီကပေးတယ်တထေးကပေးတယ်လို့ပဲထင်တယ်ဒါမလုပ်ရရင်တော့ငါထမင်းစားမှာမဟုတ်ဘူး bill တွေပေးဖို့ရှိတယ် bill payment တွေရှိတယ်ကြာ lay off ထင်ရင်တော့ကြာအလုပ်ပြုတ်ရင်တော့ငါတော့ Bill Gates ဖြစ်တော့မှာပဲတထေးကြီး Bill Gates ပြောတာမဟုတ်ဘူးနော်ဂိမ်းဝါမှာ bill တွေလာပုံနေမှာပြောတာအကျွေး bill တွေဆန်ငါ Bill Gates တော့မဖြစ်ချင်ဘူးအဲ့တော့အလုံးမှန်မှန်ရှိမှဖြစ်မယ်ဆူတောင်းတယ်ကိုတော့ကဲပါအလုံးမပြုတ်ဖို့မဆပါလွဲနေတယ်ဆူတောင်းရင်းနဲ့တောင်းတာလွဲနေကိုတော့ကျွန်တော်ကိုမဆတဲ့အရှင်ကကိုတော့ပါကိုတော့ကိုပဲကျွန်တော်ချီးမွမ်းပါတယ်လွဲရမယ်ဆိုကိုတော့ကုမ္ပဏီကိုကောင်းကြီးပေးပါကုမ္ပဏီကကျွန်တော်ကိုကြွေးထားတယ်စော်ကားနေတာဆူတောင်းရင်းနဲ့ဖះကိုစော်ကားနေတာဖြစ်တယ်ကြွေးတာကသူကျေးဇူးတင်နေတာကုမ္ပဏီဖယားသခင်ခွင့်မပြုရင်ရွှေပုံကြီးပေါ်မှာထိုင်ပေမဲ့ရေကလေးတစ်ဆက်တောင်မှမျက်ရည်နဲ့မျက်ခွက်မြုပ်ချရတဲ့လူတွေအများကြီးရှိတယ်လက်ချောင်းကင်ဆာဖြစ်နေတယ်ဘယ်လောက်ချမ်းသာထမင်းတစ်လုံးမမျိုးနိုင်ဘူးရေတစ်ဆက်မျိုးဖို့တိတ်ခက်တယ်ဖယားကျွေးလို့စားနိုင်တယ်တောက်နိုင်တာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကကုမ္ပဏီကိုဖယားနေရာမှာထားရတယ်အဲ့တော့ဖယားကတင်ပေးပါတယ်ကျွန်တော်လေယောထိလိုက်ပြန်သွားလိုက်နှစ်လောက်ခြာလပတ်လဲသွားတယ်နောက်ဆုံးတော့အဲ့ဒီပထနာတော်ကပဲကျွန်တော်ပြန်တင်ပေးတာဖြစ်တယ်ကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်တော်တို့၏ဖာကျွန်တော်ရဲ့အဖဖယားကကိုတော်ဖြစ်တယ်ကျွန်တော်ရဲ့လိုအပ်ချက်တွေအားလုံးကဒီအဖေစီကလာတာဖြစ်တယ်ဆိုတာကိုသဘောပေါက်သွားတဲ့အခါမှာကုမ္ပဏီကိုလည်းတိတ်ကြီးမဆိုင်တော့ဟိုမှာကလူတွေကိုဖယားနဲ့ဝေးအောင်လုပ်တဲ့နည်းတွေရှိတယ်ကျွန်တော်တို့ကုမ္ပဏီတွေမှာလုပ်တဲ့လူတွေအားလုံးဟာတနင်္လာနေ့တောက်ကြအထိပုံမှန်လစာပဲရတယ်စနေတနင်္ဂနွေအလုပ်ဆင်းရင်နှစ်ဆခွဲရတယ်ဆိုတော့ကျွန်တော်တို့ကဖယားเจ้าသွားဖို့တဲ့အဲ့ဒီနှစ်ဆခွဲကိုပုံမဲ့တယ်လေခါတိုင်း၄ရက်လောက်လုပ်မဲ့ဟာကတနင်္ဂနွေနေ့တစ်ရက်လောက်ဆင်းလိုက်ရင်ညီတယ်လေဆိုတော့တော်တော်လေးဖယားကကျွန်တော်တို့ကိုတော်တော်လေးရွေးချယ်ဖို့ကောင်းတယ်နော်အော်ဆရာကောင်းတယ်ဖယားရဲ့မြတ်တာကျွန်တော်တို့ကအဲ့ဒီ overtime ဆင်းရမယ်ဆိုတိုင်းဘယ်တော့မှမငြင်းဘူးဖယားကြောင့်မတက်ရတာ no problem it's okay ဖယားကသူ့ကိုတကဘာလုံးရှိခိုးနေတယ်ငါတယောက်ဒီနေ့လာရှိမခိုးရင်လည်းသူပြဿနာမရှိဘူးကျွန်တော်အဲ့လိုယူဆတယ်လေဆိုတော့တော်တော်လေးကြွားကြတယ်နော်ဖယားတနာလို့တာနော်ဒီလိုကောင်းကြီးတွေခံစားနေရတာ
နောက်ဆုံးမှငါ့ကိုမဆတဲ့အရှင်ကဖယားပါလားငါရဲ့လိုအပ်ချက်တွေအားလုံးကအဘအဖာစီကလာတာပါလားဆိုတာကိုတည်သွားတဲ့နောက်ပိုင်းမှာစနေတနင်္ဂနွေအလုပ်ဆင်းမလား sorry အလုပ်ဖြုတ်မှလည်းမကြောက်ဘူးဘာဖြစ်လဲဆိုတော့အရင်တော့ကတော့အလုပ်ပြုတ်ရင်ငတ်မှကြောက်ခဲ့တယ်ဒါပေမဲ့အချိန်ချင်းအတွေ့အကြုံရှိပြီးပြီအချိန်ချင်းအလုပ်ပြုတ်ခဲ့တဲ့တခါမှမငတ်ဘူးလက်ခမှန်မှန်ပေးနိုင်တယ်ဘယ်ကလာလဲဘုရားစီကလာတယ်ဖြစ်တယ်ဟာလေလုယာဆိုတော့တဖြည်းဖြည်းနဲ့ကုမ္ပဏီကိုမကြောက်တော့ဘူးဘုရားကိုပူကြောက်လာတယ်အဲ့ဒီတော့မှအလောက်ကမပြုတ်တော့ဘူးတဖြည်းဖြည်းနဲ့လုတ်တက်က10နှစ်လောက်ရှိလာတဲ့အခါမှာကျွန်တော် department မှာလူတွေကဝင်လိုက်ထွက်လိုက်တချို့လေးတော့ပေးလိုက်ရင်ပြန်မလာကျွန်တော်တခြားနေရာတွေရှာသွားလိုက်ထွက်သွားလိုက်ဆိုတော့ကိုကတဖြည်းဖြည်းနဲ့အဲ့ဒီမှာဝါရင်ဆုံးဖြစ်လာတယ်စကတ်ဘုတ်တွေအစုံကိုလောက်တီးတဲ့လူမရှိတဲ့လူဖြစ်လာတော့ဆရာကြီးဖြစ်လာမတိမတာနဲ့ဒီမှာဆရာကြီးဖြစ်လာတော့အလုတ်ကလည်းနောက်ဆိုရင်အလုတ်ပိုင်းရင်လည်းတခြားလူတွေဒါဖြုတ်တာကိုယ်ကိုခြံထားပြီအဲ့ဒီချိန်မှာတစ်ဖက်မှာလည်းဖယားကပြန်ပြီးတော့အမှုတော်မြတ်မှာတုံးလာတယ်ကျွန်တော်တို့မှာ fellowship လေးရှိလာတယ်အဲ့ဒီမှာလည်းလူကြီးဖြစ်လာကနေတဖြည်းဖြည်းနဲ့တင်းဦးဆရာတို့ကခန်းလိုက်တဲ့အခါမှာကြွားကြပြီအလုပ်ကိုမလုပ်ချင်တော့ဘူးဒီအလုပ်မလုပ်လဲမငတ်ဘူးဆိုတာလဲဖယားကကောင်းကောင်းတင်ပြီးသွားပြီဆိုတော့ဖယားရဲ့အမှုတော်မြတ်မှာ full time ပါခြင်းပြီအေးထွက်ခြင်းပြီဆိုတော့မှအလုပ်ကမပြုတ်နိုင်တော့ဘူးအဲ့ဒီတော့အရင်တော့ကအလုတ်ပြုတ်မှာကိုအင်မတန်ကြောက်ခဲ့တဲ့ကျွန်တော်ကအလုတ်ပြုတ်ဖို့အတွက်တနာပါပြန်ဆူတောင်းရတယ်။ကြောင်းပြန်ဖြစ်သွားပြီဟာကျွန်တော်တကယ်ချင်းပြောလို့အမုန်းခွန်အားပေးတနာတော်မူအားဆိုရင်ဘာဖြစ်လာဒီအလုတ်ကနေထွက်ခွင့်ရဖို့ဆူတောင်းရပြန်တယ်။အဲ့ဒါလဲဖခင်ကအညီအမျှပဲကျွန်တော်ကို2နှစ်လောက်တင်ခဲ့လို့ကျွန်တော်အလုပ်ပြုတ်ဖို့အတွက်လည်း2နှစ်လောက်ပြန်ပြီးတော့ဆူတောင်းရတယ်ဟာလေလုယာယေရှုတော်ကြောင့်2နှစ်လောက်ကြာတဲ့အခါမှာကျွန်တော်တို့ကုမ္ပဏီကိုကျွန်တော်တို့ထက်ပိုကြီးတဲ့ကုမ္ပဏီတစ်ခုကဝယ်ပလိုက်တယ်လာဝယ်တဲ့အခါမှာလည်းအလုပ်သမားတွေကိုလိုချင်လို့ဝယ်တာမဟုတ်ဘူးကျွန်တော်တို့ရဲ့ products ကိုဝယ်တဲ့ customer တွေကိုလိုချင်လို့ဝယ်တာဖြစ်တယ်သူ့မှာအလုပ်သမားတွေအကုန်ရှိပြီးသားဆိုတော့ကျွန်တော်တို့ကုမ္ပဏီကိုဝယ်ပြီးတော့ကျွန်တော်တို့ကုမ္ပဏီမှာရှိတဲ့လူတွေအားလုံးကို lay off ပေးတယ်အကုန်လုံးငုံမဲ့မျက်စိပြက်မျက်နှာပြက်နဲ့ပြန်လာကြတဲ့အချိန်မှာကျွန်တော်ပဲပြုံရွှင်နေသူတို့ကယူသွားလားလို့တော့ထင်ပါတယ်ကျွန်တော်ကရင်ဝမ်းတာလိုက်တာပြီးတော့severance pay ဆိုတာလေကျွန်တော်တို့ပြုတ်တော့ကိုလုပ်ခဲ့တဲ့တက်တန်းလိုက်ကျွန်တော် bonus လိုဟာမျိုးပေါ့နော် severance pay တွေရတော့ပတ်စံကြီးကလည်းcheck ကြီးကလည်းတော်တော်လေးနော်ဆရာဒါပေမဲ့ဒီတစ်ခါတော့အိတ်ဖောင်းစိတ်မပြောင်းတော့ဘူးအိမ်ကိုပြုံးရွှင်နဲ့ပြန်လာတယ်ကျွန်တော်မိမကိုပြောတယ်မမီတယ်ရီတော့အလုပ်ပြုတ်ခဲ့ပြီရော့ဒီမှာ check ဖခင်ခင်အမှန်ကောင်းမြတ်တဲ့ဖခင်ဖြစ်တယ်ကျွန်တော်တို့ကူးကွယ်တဲ့ဖခင်ကအသက်ရှင်တဲ့ဖခင်ဖြစ်တယ်ကျွန်တော်တို့ရဲ့အဖဖြစ်တယ်ပြီးရင်ဒီမှာကျွန်တော်တို့ကိုနောက်ထပ်တင်သားတာရှိတယ်ကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့ဤအဖကျွန်တော်တို့ကကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်ဤအဖလို့ခြင်းတယ် no ဘုရားပြောတာကျွန်ုပ်တို့ဤအဖခရစ်တော်ကိုယုံကြည်လက်ခံတဲ့လူတိုင်းရဲ့အဖေဖြစ်တယ်ဖြူဖြူမဲမဲဝါဝါပြပြအားလုံးရဲ့အဖေဖြစ်တယ်ကျွန်တော်တို့ကချင်တွေကလည်းကချင်လူမျိုးတွေရဲ့အဖေပဲဖြစ်စေခြင်းတယ်ဗမာနဲ့တော့တိတ်မပတ်တယ်ခက်ကင်းနေပါကိုတော်ရဲ့ကျွန်တော်လှုပ်ချင်တယ်နော်မွတ်စလင်တွေနဲ့ဆိုဝေးသေးတယ်နော်ကျမ်းစာထဲမှာပြောလဲဘုရားသခင်ကကောင်းတဲ့သူမကောင်းတဲ့လူတွေအပေါ်မှာမိုးကိုရွာသွန်းစေတယ်မကောင်းတဲ့လူကောင်းတဲ့လူအားလုံးအတွက်နေကိုဖန်ဆင်းထားတယ်ဒါကြောင့်မလို့ဘုရားသခင်ပေးထားတဲ့နေဘုရားသခင်ရွာပေးထားတဲ့မိုးရေကိုအသုံးပြုပြီးတော့မှဘသူမဆိုအလုတ်ကြိုးစားတဲ့လူတိုင်း
ဝိရိယရဲ့အကျိုးစူးစမ်းတာနဲ့အမျှကြီးပွားချမ်းသာရတဲ့အခွင့်ကိုရမယ်ကျွန်တော်တို့ယုံကြည်သူတွေကြတော့အလုတ်တော့စူးစမ်းမလုပ်ချင်ဘူးမယုံကြည်သူတွေကြီးပွားနေတာကိုကြည်ပြီးလဲဘုရားကိုအပြစ်တင်နေတယ်ကိုတော့ကျွန်တော်တို့ကမွဲနေပြီသူတို့ကဘာဖြစ်လို့ဒီလောက်မှချမ်းသာရတာလဲ no ဘုရားသခင်ကမြတ်သားတဲ့ဘုရားဖြစ်တယ်စူးစမ်းတဲ့လူတိုင်းသူဖန်ဆင်းထားတဲ့မြေကြီးပေါ်မှာအတိအနံရိတ်သိမ်းရတဲ့အခွင့်ကိုဘုရားကပေးထားတဲ့ဘုရားဖြစ်တယ်ကျွန်တော်တို့ကအဲ့လိုမျိုးမဟုတ်ဘူးကိုတော့ကျွန်တော်တို့ကကိုတော့တာသမီးတွေနော်ကျွန်တော်တို့ရက်ွက်ကိုတော့မိုးမှန်ရွာပေးပါနော်နေမှန်ထွက်စီပါနော်ဟိုဘက်မှာတော့နော်မွတ်စလင်တွေများများနေတဲ့ရက်ွက်ဖြစ်တယ်အဲ့ဒီဘက်ကိုတော့အောက်ဆီဂျင်လေးဖြတ်ထားပေးလိုက်ကိစ္စမရှိဘူးကျွန်တော်တို့ကအဲ့ဒါမျိုးလုပ်ချင်တယ်ခရိယန်တွေလေယုံကြည်သူလေဘုရားသားသမီးတွေလေဘုရားကလူတိုင်းကိုချစ်တယ်ခရစ်တော်ပေးတဲ့ကယ်တင်ခြင်းကကျွန်တော်တို့အတွက်တခုတည်းမဟုတ်ဘူးနော်သူတို့အတွက်လည်းပါတယ်ဘာဖြစ်လို့သူတို့မရလဲလက်မခံလို့မရတာဖြစ်တယ်မပေးချင်လို့မဟုတ်ဘူးကျွန်တော်တို့ကတော့ပေးကိုမပေးချင်တာသူတို့ကမယုံကြည်သူတွေဖြစ်တယ်ကိုတော်နဲ့မဆိုင်ဘူးကောင်းကြီးမပေးနဲ့မိုးတွေပါမရွာဘဲနဲ့6တွေ့နေပါစေအဲ့ဒီမြို့ကိုတော့ကျွန်တော်တို့ကချင်ပြည်နယ်ကိုတော့ကြောက်စိမ့်မကဘူးရှိသမျှအကုန်လုံးယူရေနီယံမှာထွက်စေခြင်းတယ်ကောင်းကြီးပေးစေခြင်းတယ်ကျွန်တော်ပြည်နယ်ကိုကောင်းကြီးပေးပါကျွန်တော်တို့မြို့ကိုကောင်းကြီးပေးပါကျွန်တော်တို့လူမျိုးကိုကောင်းကြီးပေးပါကျန်တာတွေကတော့ဗုဒ္ဓဘာသာကြီးနော်ကိုတော့မလုံးလိုက်နဲ့မွဲပါစေ no ဘုရားအဲ့ဒီတဘောမရှိဘူးကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့ဤဖကျွန်ုပ်တို့အားလုံးရဲ့အဖေဖြစ်တယ်ရှိသမျှလူသားမှန်သမျှသူဖန်ဆင်းသားတာဖြစ်တယ်ဒါကြောင့်မလို့ယောနာဥထုံကကျွန်တော်တို့တတိယမှာယောနာဆိုရင်လည်းတကယ်မျိုးချစ်ကြီးနော်ယောနာကသူ့အမျိုးကိုသူချစ်လွန်းလို့ဖယားကိုစန့်ကျင်ခဲ့တဲ့လူဖြစ်တယ်။နိုင်ရပုဂ္ဂိုလ်တော့မဟုတ်ဘူး prophet ကြီးဖြစ်တယ်။ဒါပေမဲ့ဖယားကနိနေဝေမြို့ကိုသွားဆိုတာသူကစန့်ကျင်မဲ့တာရှုမြို့ကိုပြေးတယ်။ဘာဖြစ်လို့လဲနိနေဝေမြို့ကိုသူသွားပြီးတော့မှတရားဟောလိုက်ရင်ဒီမြို့ကြီးနောင်တရပြီးပြက်ဒီဖယားမဆာမှာသူမလို့ချင်ဘူး။ဒီမြို့သားတွေဆိုးချင်တဲ့လောက်ဆိုးမိုက်ချင်တဲ့လောက်မိုက်မိုးမီရွာကြပြီးတော့ပြာပူတွေနဲ့လူနေတာကိုပျော်ပျော်ပပစိန်လေးနဲ့ထိုင်ကြည့်ခြင်းတဲ့သူဖြစ်တယ်ဒါပေမဲ့ဖယားကသူ့ကိုပြောတယ်လက်ဝဲလက်ရခွဲခြားပြီးမတိတတ်တဲ့ခလေးတွေကစအများကြီးရှိတယ်ငါဖန်ဆင်းထားတဲ့လူတွေဖြစ်တယ်ငါမမျောရဘူးလားဆိုပြီးတော့ယောနာကိုဖယားကတတိပေးခဲ့ရဘူးတဲ့ဒါကိုကျွန်တော်တတိထားဖို့လိုတယ်ဖယားသခင်ကလူတိုင်းကိုချစ်တဲ့ဖယားဖြစ်တယ်ပသနာတော်ကအဲ့ဒါကိုလည်းကျွန်တော်တို့ပြောနေတာဖြစ်တယ်ကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့၏အဖကျွန်တော်တို့အားလုံးရဲ့အဖဖြစ်တယ်ကျွန်တော်တယောက်တည်းရဲ့အဖမလုပ်ပါနဲ့ညီကိုမောင်နှမတွေထဲမှာတော့အဖေကကိုတယောက်ကိုအဲကိုပဲချစ်စေခြင်းတယ်အဲဒါကြောင့်အမကိုတော့နည်းနည်းအမြင်ကန့်အောင်ဟိုလုပ်ဒီလုပ်ရှောက်လုပ်ထားတာတွေကျွန်တော်မိသားစုမှာလည်းလုပ်တတ်တယ်ဖယားနဲ့ပတ်သက်ရင်တော့မလုပ်ပါနဲ့ဖယားရဲ့မေတ္တာကလူတိုင်းကိုချစ်တယ်မချစ်တဲ့ဘူးကျွန်တော်တို့မချစ်တဲ့ဘူးလို့ထင်တဲ့လူကိုချစ်တဲ့ဖယားဖြစ်တယ်ကျွန်တော်ဆိုရင်ကျွန်တော်သာဖယားဆိုရင်ကျွန်တော်လိုလူစားမျိုးကိုဘယ်တော့မှတင်းဥဆရာမခံဘူးအဲ့ဒါလောက်ရှုပ်တဲ့လူကိုဘယ်လိုလုပ်ပြီးတင်းဥဆရာခံမှာလဲအော်ဆရာကောင်းတဲ့ဖယားရဲ့မေတ္တာကကျွန်တော်လိုလူစားမျိုးကိုမရရောက်အမိုက်ပုံတွေကကဲတင်ယုံနေမကောက်တင်းဥဆရာပါလောက်ခိုင်းတယ်ကြီးစားသူရဲ့အမှုတော်မြတ်ကြီးမှာတုံးတယ်ကြီးစားဘယ်လောက်ချစ်ဆရာကောင်းတဲ့ဖယားလဲကျွန်တော်တို့မချစ်တဲ့ဘူးလို့ထင်တဲ့လူကိုအယံသွားမမုန်းပါနဲ့ဖယားချစ်တယ်ဆိုတာသိရပါတစ်ဆက်တည်းမှာကျွန်တော်တို့ချစ်တာတဲ့ဖယားကကျွန်တော်တို့ကိုပို့ပြီးချစ်တယ်ဆိုတာကိုလည်းကျွန်တော်တို့သတိရအောင်ဆက်သွားမယ်နော်အဲ့ဒါကိုကျွန်တော်အကျယ်ချက်မပြီးဘူးဂျပန်ကနေပြန်တဲ့အထိတည်းကောင်းကင်ဘုံနဲ့ရှိတော်မူတော့ကျွန်တော်တို့ရဲ့အဖနဲ့ပဲဇက်သိရလိမ့်မယ်နည်းနည်းတော့ဆက်သွားမယ်ကိုတော်ဤနာမတော်အားယိုတည်လေးမြတ်ခြင်းရှိပါစေတော့
adoration ဖယားသခင်ကိုကျွန်တော်တို့ကယိုသေးလေးစားဖို့လိုတယ်ဖယားကကျွန်တော်တို့ကိုသိချစ်တယ်ဆိုတာကိုသိလာတဲ့အခါမှာကျွန်တော်တို့ကလည်းဖယားကိုချစ်တယ်လို့နဲ့မလေးမစားလုပ်တတ်တယ်ကျွန်တော်တို့တတိထားရအောင်ဖယားသခင်ကလောင်တော်မီးလဲဖြစ်တယ်ဖယားသခင်ကချစ်ချင်းမေတ္တာဖြစ်တယ်လို့လောင်တော်မီးလဲဖြစ်တယ်ကျွန်တော်တို့တတိထားဖို့လိုတယ်ဒါကြောင့်မလို့ဘုရားသခင်ကိုယိုသေးလေးစားဖို့လိုတယ်ဘုရင်နဂါတို့ရဲ့ဘုရင်အရှင်နဂါတို့ရဲ့အရှင်ဖြစ်တယ်ကျွန်တော်ရက်ွက်ထဲမှာတော့ရက်ွက်လူကြီးကိုတော့အလေးပြုရတာလွယ်တယ်နော်လေးစားဆက်ဆံရတာကိုတော့လွယ်တယ်ဒါပေမဲ့ကျွန်တော်ကိုးကွယ်ပါတယ်ဆိုတော့ဘုရားရဲ့ရှေ့ရောက်တဲ့အခါမှာလှုပ်ချင်တိုင်းလှုပ်တယ်နော်ကျွန်တော်ဆရာကြီးတပါးကျွန်တော်နာမည်ဘာသာဖျားခြင်းမိသွားတယ်နော်ဟိုတုန်းကအင်မတန်နာမည်ကြီးခဲ့တဲ့ဆရာကြီးဖြစ်တယ်ဒီကျွန်တော် North America မှာဆိုရင်သူကဒီ TV ကနေတရားဟောချက်သူ့ရဲ့တရားဟောချက်လွှတ်လိုက်တဲ့အခါတိုင်းမှာလူတွေကခွန်အားရလွန်းလို့သူ့ရဲ့ bank account ထဲမှာပတ်စံတွေမီလီယံနဲ့လှိမ့်ပြီးတော့ဝင်လာတာအဲ့လောက်ထိဖယားကောင်းကြီးပေးခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒါကြောင့်မလို့ချမ်းသာလွန်းလို့သူ့ရဲ့အိမ်ကိုအကြီးကြီးဆောက်ရုံနဲ့မကောက်ဘူးဘေးမှာကျွန်တော်အိမ်လောက်ရှိတဲ့နှစ်ထပ်အိမ်တစ်လုံးပြန်ဆောက်တယ်အဲ့ဒါကဘာလဲဆိုရင်သူ့ခွေးနေဖို့အဲ့လိုမျိုးကျဲခဲ့တဲ့ဆရာကြီးရှိတယ်တကယ်ဘုရားကတုံးပြီးတော့ကောင်းကြီးပေးခဲ့ပေမဲ့အဲ့လိုမျိုးတွေရှောက်လို့တယ်နောက်ဆုံးအစိုးရကလိုက်တော့ဒီအခွန်နဲ့ပတ်သက်ပြီးတော့ပြဿနာကြီးဖြစ်ပြီးတော့ထောင်ထဲရောက်သွားတယ်ကျွန်တော်နာမည်တတိယပြီဒါပေမဲ့မပြောတာကောင်းတယ်သူထောင်ထဲမှာရောက်သွားတဲ့အခါမှာဆရာကြီးဘီလီဂရဟမ်ကထောင်ထဲကိုလိုက်သွားပြီးတော့သူ့ကိုတွေ့တယ်အဲ့ဒါလာတယ်ဆိုတော့သူကလည်းထွက်တွေ့မလို့ထွက်လာတော့ဟိုမှာဘီလီဂရဟမ်ထိုင်နေတာတွေ့တဲ့အခါကျတော့သူချက်ချင်းပြန်ပြီးတော့လှည့်ဝင်သွားတယ်ထွက်မတွေ့တော့ဘူးအဲ့နဲ့ဘီလီဂရဟမ်ကလည်းထောင်ကလူတွေနဲ့ပြန်ပြီးတော့ပြောတယ်သူ့အတွက်ဖယားစကားကျွန်တော်မှပါတယ်အဲ့ဒီစကားကိုမပြောရမချင်းကျွန်တော်မပြန်ဘူးဆိုပြီးဘီလီဂရဟမ်ကလည်းအဲ့ဒီ bench ပေါ်ပဲထိုင်ဆောင်နေတယ်တနေ့ကုန်ထိုင်နေပြီးတော့မှဟိုလူကလည်းမတတ်တာတဲ့အဆုံးမှာအဲ့ဒီဆရာကလည်းထွက်လာပြီးတော့ဘီလီဂရဟမ်နဲ့အတွေ့ခံတယ်အတွေ့ခံပြီးတဲ့အခါမှာဘာလဲပြောတဲ့အခါမှာဘီလီဂရဟမ်ကသူ့ကိုပြောတယ်ငါညီမင်းကိုဖယားကပြောလိုက်တယ်ဖယားသခင်ကမင်းကိုအခုအချိန်ထိချစ်တုံးပဲဆိုတော့အဲ့ဒီဆရာအရာနောင်တရပြီးတော့မျက်ရည်နဲ့မျက်ခွက်နဲ့ငိုတယ်ဘီလီဂရဟမ်ကိုဖက်ပြီးတော့ငိုတယ်ပြီးတော့မှဘီလီဂရဟမ်ကထပ်ပြီးတော့ပြောတယ်ညီလေးမင်းဘယ်အချိန်မှစပြီးဘုရားသခင်ကိုချစ်တဲ့မင်းရဲ့အချစ်လျော့သွားရတာလေလို့မေးတဲ့အခါမှာအဲ့ဒီဆရာကငိုရင်းနဲ့ဗာပြန်ပြောရဲဆိုတော့ဆရာကြီးဘီလီဂရဟမ်ကိုကြီးကျွန်တော်ဘုရားသခင်ကိုအခုအချိန်ထိကျွန်တော်ချစ်တုံးပါပဲကျွန်တော်ဘုရားကိုချစ်တဲ့အချစ်ကခဏအထိမလျော့ပါဘူးဒါပေမဲ့ကျွန်တော်မှလျော့သွားတာကဘာလဲဆိုရင်ကျွန်တော်ကြော်ကြားလာတဲ့အခါမှာကျွန်တော်ဘုရားကိုမကြောက်တော့ဘူးဖြစ်သွားတယ်ဘုရားကိုကျွန်တော်မကြောက်တော့တဲ့အတွက်တချို့ကိစ္စတွေမှာဘုရားမကြိုက်ဘူးဆိုတာသိရတာနဲ့ကျွန်တော်လှုပ်လိုက်မိတယ်ဒါကြောင့်ကျွန်တော်အခုထောင်ထဲမှာရောက်သွားရတာဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်စောက်ထဲမှာကျွန်တော်ဖတ်ဘူးတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့တက်တာမှာဘုရားခင်ကအင်မတန်ချစ်ချင်းမေတ္တာနဲ့ပြည့်တဲ့ဘုရားဖြစ်ပေမဲ့ကျွန်တော်တို့သူ့ကိုချစ်တယ်လို့ကြောက်ဖို့လဲလိုတယ်အိမ်မှာသားသမီးတွေမိဘကိုမကြောက်ရင်ဘာဖြစ်လဲတအိမ်လုံးဝေရုံတုံကဖြစ်မယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့တက်တာမှာဘုရားကိုကြောက်တတ်ဖို့လိုတယ်ပြီးရင်ဘုရားကိုလေးစားတတ်ဖို့လိုတယ်ကြောက်ခြင်းနဲ့လေးစားခြင်းကညီကိုတော်တယ်သဘောတူလားမသိဘူးလူတယောက်ကိုမကြောက်ရင်မလေးစားနိုင်တော့နော် dishonest ကျွန်တော်ဖြစ်လာတယ်နောက်ကျွန်တော်တို့ရဲ့အသက်တာမှာယုံကြည်သူရဲ့အသက်တာမှာလိုအပ်တဲ့အရာတွေထဲမှာ wisdom ဆိုတာလိုတယ် wisdom come from obedience ဖ
ဖရားရဲ့စကားကိုနာခံခြင်းယုံကြည်လေးစားခြင်းကနေကျွန်တော်ရဲ့တက်တာမှာ wisdom ဆိုတာလိုက်လာတယ်ပြီးတော့ wisdom is application ဒီ wisdom ဆိုတာကျွန်တော်ရဲ့တက်တာမှာလက်တွေ့ apply လုပ်ပြီးအသက်မရှင်မချင်းဟာ wisdom မဖြစ်ဘူးတောင်း wisdom ဆိုတာနော်ဆရာတစ်ပါးဥမာပေးထားတာကျွန်တော်သိကြိုက်တယ်ဘာလဲဆိုရင်တိပေမဲ့ apply မလုပ်တဲ့လူကို wisdom မရှိဘူးလို့ပြောလို့ရတယ်ဥပမာဆိုရင်ဆေးလိပ်တောက်တဲ့ဆရာဝန်လောက်ဆေးလိပ်စိုးကျိုးကိုသိတာဘယ်သူမှမရှိဘူးဆေးလိပ်တောက်ရင်တွေးကြောတွေကျင်းလာမယ်တဖြည်းဖြည်းနဲ့ကြာလာရင်တွေးတွေပြစ်လာမယ်ဒီလက်ထိပ်တွေခြေထောက်ထိပ်တွေမှာတွေးမစီတော့လို့တဖြည်းဖြည်းနဲ့ပြတ်ကျသွားမယ်ယောဂပေါင်းစုံဖြစ်လာမယ်အဆုတ်ကင်ဆာဖြစ်မယ်အားလုံးတာမန်လူထက်ဆရာဝန်ကပိုသိတယ်ဒါပေမဲ့အဲ့ဒီဆရာဝန်ကဆေးလိပ်တောက်တယ်ဆိုရင်ဒီဆရာဝန် wisdom မရှိဘူးလို့ပြောလို့ရတယ်။တောင်းကျွန်တော်တက်တာမှာလဲ wisdom နဲ့ပြည့်ချင်တော့ဘုရားခင်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ apply လုပ်ပြီးတော့အသက်ရှင်ဖို့လိုတယ်။နှုတ်ကပတ်တော်ပြောတဲ့အတိုင်းဘဝမှာလက်တွေ့လိုက်လျှောက်ဖို့လိုတယ်။ဘုရားခင်ကိုယုံကြည်လေးစားဖို့လိုတယ်။တော်တော်ရှိလာပြီတဲ့နော်ဆရာ။ကျွန်တော်တုံလိုက်ကြစို့။ကျွန်တော်မနေ့ကလည်းကျွန်တော်ပြောပြီးပြီနော်။ခေတ္တမင်္ဂလာတရားတော်ဖယားတခင်နှုတ်ကပတ်တရားတော်ကိုတူဟောတော်ဆရာသည်မင်္ဂလာရှိအကြောင်းမူကားထိုသူသည်နောက်တစ်ဖန်ဖိတ်ကြားခြင်းကိုခံရလိမ့်မည်အာမင်တော်တော်မှာကပထနာတော်အစနေဆုံးဒီတော်တော်ရှိပါတယ်ဆိုတော့ကျွန်တော်ဒီလောက်နေပဲရမယ်နောက်နှစ်တည်းဖြစ်ဘယ်တော့ဖြစ်ဖျားခင်အခွင့်ပေးရင်ကျွန်တော်ပြန်ဆက်ပါမယ်ရောက်တိုင်းကိုဖျားခင်ခေါင်းကြီးပြပါစေ